How are you? Yeah, I'm fine. Yes, yes. Very well, thank you. အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ကို reaction လေးလုပ်ချင်တယ်ပြီးကြတော့ဒီဗီဒီယိုလေးအပေါ်မှာကျွန်တော်ရဲ့ထင်မြင်ချက်ကျွန်တော်ရဲ့ယူဆချက်လေးတွေကိုကျွန်တော်နည်းနည်းလေးပြောပြချင်တယ်ဗျပြီးကြတော့အခုကြည့်နေတဲ့သူတွေအနေနဲ့ဘယ်လိုမြင်လဲကိုယ့်ရဲ့ထင်မြင်ချက်ကဘယ်လိုရှိလဲဆိုတာလေးကျွန်တော်မှတ်ချက်မှာတစ်ချက်လောက်ရေးသွားပေးဦးဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုရုံလို့ကြည့်လိုက်ရအောင်ပြောပြတာတော့တော်တော်ကြာပြီဒါပေမဲ့လည်းဒီတက်တိပညာမနေတာပေါ့ဗျာနော်တက်ထားတဲ့ပညာတစ်ခုကတော့ဒါဘယ်ချိန်ပဲဖြစ်ပြန်အသုံးချလို့ရတယ်နော်ဒါကြောင့်ညီမလေးနဲ့တွေ့ရချင်းမှာအင်္ဂလိပ်လိုပဲနည်းနည်းလေးသူ speaking လေးနည်းနည်းစာဆွဲကြည့်လိုက်မယ်နော်ဒါကတော့အားလုံးသိတဲ့အောင်ခန့်ပိုင်မတီအောင်ဟာပေါ့နော်ထုံးစံတိုင်းပဲပေါ့သူကတော့သူပြောနေကြအတိုင်းသူလေလုံးအတိုင်းသူပြောသွားတယ်ဆိုတော့သူဒီဗီဒီယိုလဲတော်တော်များများကြည့်ပြီးပြီလို့ထင်တယ်သို့တော့ဆက်ပြီးတော့ကြည့်ပြီးတော့ဘယ်လိုမျိုးယူဆချက်လေးတွေကျွန်တော်ပြောမလဲဆိုတာလေးကိုချက်လောက်ကြည့်ပြီးတော့ကျွန်တော်ပြောသွားတဲ့အရာပေါ်မှာမှန်ήမမှန်ဤဆိုတာလေးကိုကျွန်တော်တစ်ချက်လောက်ပြန်ပြောပေးအောင်ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးကြည့်အောင် How are you? Yeah, I'm fine. Yes, yes. Very well, thank you. Please. Thank you, thank you. Oh, from this moment on. ပြန်ပြောနေဆောင်1နေ From this moment on. process နေမန်တော့ process နေမန်တော့เนาะချင်းကောင်းစဉ်လေးကိုရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစဉ်လေးပါเนาะ process နေမန်တော့ Okay ဗီဒီယိုလေးတော့ကျွန်တော်အတူလေးပဲယူထားလိုက်တယ်ပေါ့နော်အရှည်ကြီးကိုကြည့်ကျင်တယ်ဆိုရင်တော့ TikTok မှာရှာကြည့်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အစိုးရအောင်ခန့်ပိုင်ကိုဗာပြောချင်တာလဲဆိုရင်ကိုယ့်ရဲ့ဘာသာစကားမဟုတ်ဘူးကိုယ့်ရဲ့မိခင်ဘာသာစကားတွေမြန်မာစကားဖြစ်တယ်ဆိုတော့အတန်တော့မပြီးတာဟိုတော့ကိစ္စမရှိဘူးတချို့ကျွန်တော်တို့နိုင်ငံသားတွေဆိုလို့ရှိရင်လည်းကိုကျွန်တော်တို့ရဲ့မြန်မာစကားကိုသူတို့နှုတ်ဆက်တဲ့ဥပမာမင်္ဂလာပါကျေးဇူးတင်ပါတယ်ဘာညာပေါ့အလောက်ပြောတတ်တယ်ဆိုရင်တော့သူတို့ကစကားဝဲတယ်အတန်တော့မပြီးဘူးဟုတ်ပြီကိစ္စမရှိဘူးအတန်တော့မပြီးတာတို့တော့အတန်တော့မပြီးတာကိစ္စမရှိဘူးဆိုပေမဲ့အခုလိုမျိုးတိုင်းသည့်ပြည်သည့် public ကြီးမှာဒီလိုမျိုးကြီးထပြောတဲ့အခါကိုယ့်ဘက်ကဒီလိုကြီးလွဲလျှော့နေတာကြီးကိုမသိတာလားပြီးတော့ဒါကြီးကရှက်စရာကောင်းမှန်ဟောသိရလားကျွန်တော်ကဗလိန်းတာမဟုတ်ဘူးအပြစ်တင်တာမဟုတ်ဘူးဒါပေမဲ့သူလုံးနေတဲ့အရာကြီးကမားနေတဲ့ဆိုတာကြီးကိုကျွန်တော်ထောက်ပြချင်တာသိစေချင်တာပေါ့သူကတော့ပုံမှန်အတိုင်းပဲသူ့ရဲ့လေလုံးအတိုင်းပဲသူပြောတယ်သူ့ရဲ့လေလုံးအတိုင်းပဲသူပြောတဲ့ဥစ္စာမှာအများသူငါမြင်သွားတဲ့အခါကျတော့သူ့အနေနဲ့အရှက်ရစရာဖြစ်တယ်သူဒီလိုပြောလိုက်လို့ဗီဒီယိုတွေကပေါက်သွားတယ်တိုင်းသည့်ပြည်သည့်ဖြစ်သွားတယ်ဒါသူ့ရဲ့အောင်မြင်မှုမဟုတ်ဘူးလေဒါရဲ့ရှက်စရာကောင်းနေလေနော်ဒါကျွန်တော်ရဲ့အမြင်လေးပါအခုကြည့်နေတဲ့သူကဘယ်လိုမျိုးမြင်လဲဆိုတာလေးကိုအမြင်လေးကိုကျွန်တော်တစ်ချက်လောက်ပြောသွားပေးအောင်ပေါ့နော်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်နဲ့ပဲရှင်းထားလိုက်တယ်ပေါ့နော်ဒါအားလုံးပဲလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေပါစေသွားလန်းတာလို့ကြံလန်းနေဖြောင်းကြပါစေအားလုံးပဲစစရရ view site ပါ